Hello 皆さんတို့ဒီခါမှာတော့ယမုံတို့ဆောင်းရတီမှာအဖြစ်များတဲ့ဒီ winter static ပေါ့နော်ယမုံတို့ခန္ဓာကိုယ်ထဲမှာလျှက်စစ်တက်တွေကစုပုံပြီးတော့ဘာကိုပဲထိလိုက်ကန်လိုက်ဓာတ်လိုက်တယ်လို့ဖြစ်တာကာတကဖွင့်တာအင်ကြီးချွတ်တာဝက်တာပေါ့ပြီးစောင်းနေရနေဓာတ်လိုက်တာနောက်ဆုံးကိုယ်တငယ်ချင်းကကိုလာထိအောင်ဓာတ်လိုက်တာအဲ့လိုမျိုး static shock တွေမဖြစ်အောင်လို့ယမုံတို့ဒီ anti static bracelet လေးဝတ်ပေးလို့ရတယ်ပေါ့နော်အဲ့ဒါလေးတွေကဘာကြောင့်ဝတ်ပေးတင်တာလဲဆိုရင်ဆောင်းရတီကလေတူးက6တွေ့ပြီးတော့ယမုံတို့အရေးပြားလဲ6တဲ့အခါကြလို့ရှိရင်လျှက်စစ်တက်တွေကလေမုံတို့ခန္ဓာကိုယ်မှာပို့ပြီးတော့စုပုံလွယ်တယ်ပေါ့အကြလို့ရှိရင်ခုန winter static လို့ခေါ်တဲ့ဓာတ်လိုက်တာတွေဖြစ်လာတာအဲ့လိုမျိုးမဖြစ်ရှင်ဘူးဆိုလို့ရှိရင်ကာကွယ်လို့ရတယ်ပေါ့နော် spray တွေလည်းရှိတယ်နောက်ဆုံးအလွယ်ကူဆုံးကကျတော့ဒီလက်ကောက်လေးတွေဝတ်တာပေါ့နော်ဒိုင်ဆိုမှာလည်းရောင်းနေပေါ့နော်သူက anti static bracelet လို့ခေါ်တယ်ပေါ့ကိုယ့်ရဲ့လက်မှာပတ်ပြီးရုံပဲဒီဟာလေးပတ်ထားလို့ရှိရင်အဲ့လိုမျိုး static shock တွေမဖြစ်တော့ဘူးပေါ့နော်ဒိုင်ဆိုမှာရန်100ကျော်ပဲရှိပါတယ်ရီမုံကူဆိုလို့ရှိရင်တွိုင်းလာနေဒါလေးပဲပတ်ထားတာပေါ့နော်အဲ့ဒါလေးပတ်ထားလို့ရှိရင်ရီမုံတို့တွေစောင်းရတီမှာဖြစ်တဲ့ဓာတ်လိုက်တယ်လို့မျိုးမဖြစ်တော့ဘူးပေါ့နော်လွယ်ကူကူလဲဝယ်လို့ရတယ်ဈေးလဲတက်တာတယ်လက်မှာပတ်ထားပြီးရင်လှတယ်ပေါ့ချစ်စရာလဲကောင်းတယ်ဒါကြောင့်သုံးကြည့်ပါ